မာလိကမိဖုရားကဗုဒ္ဓမြတ်စွာထံချဉ်ကပ်ပြီးတော့မေခွန်းနေမေးတယ်ရှင်ဖုရားတဲ့အမျိုးသမီးလောကကိုတပည့်တော်ကြည့်တယ်တဲ့ကြည့်လိုက်တဲ့အခါမှာတချို့အမျိုးသမီးတွေဟာရုပ်အမတန်မှဆိုးတယ်ရုပ်ဆင်းအင်္ဂါနဲ့မပြည့်စုံကြဘူးအယုတ်ဆိုးကြီးတန်ကြတယ်အယုတ်ဆိုးကြီးတန်ရုံမကဘူးတဲ့ပစ္စည်းဥစ္စာလည်းမပြည့်စုံကြဘူးဆင်းရဲကြတယ်မွဲတေကြတယ်ပစ္စည်းဥစ္စာဆင်းရဲမွဲတေရုံမြမကဘူးသူတို့ဟာဩဇာအာဏာလည်းမရှိရှာကြဘူးတဲ့တိမ်ငယ်ကြတယ်ပေါ့အချက်၃ချက်နော်ရုပ်ဆိုးတယ်မွဲတယ်တိမ်ငယ်တယ်ဒါဒီခေတ်မှာလည်းပဲဒီလိုအမျိုးသမီးတွေရှိနိုင်တာပေါ့နော်ဒါကအမျိုးသမီးတစုနောက်တစုကြတော့ရုပ်ဆိုးတယ်ဒါပေမဲ့လို့ပစ္စည်းချမ်းသာတယ်မသိငယ်ဘူးဩဇာအာဏာရှိကြတယ်ဟောဒီလိုအမျိုးသမီးတွေလည်းရှိတယ်ဗျာတဲ့နောက်အမျိုးသမီးတွေကြတော့ရုပ်အစင်းအမတန်မှလှကြတယ်ချောမောလှပကြတယ်ဒါပေမဲ့လို့ဆင်းရဲမွဲတေကြတယ်ဆင်းရဲမွဲတေရုံနဲ့မကဘူးအရှိန်ဝါဩဇာဘာမှမရှိလို့တိမ်ငယ်ကြတယ်တဲ့ရုပ်ကလေးချောတာပဲရှိတယ်ပစ္စည်းလည်းမရှိဘူးတိမ်လည်းတိမ်ငယ်တယ်နောက်၄နံပါတ်အုပ်စုကြတော့ရုပ်လည်းချောတယ်ပစ္စည်းဥစ္စာလည်းပေါ်တယ်တိမ်ငယ်မှုလည်းမရှိဘူးစွမ်းရည်တတ္တိတွေအပြည့်ရှိတယ်လို့ဒီလိုအမျိုးသမီးလောကကိုကြည့်လိုက်မယ်ဆိုရင်၄မျိုး၄စားတွေ့ရတယ်ဗျာတဲ့အဲ့ဒါဘာကြောင့်လဲဒါပါဠိကမိဖုရားမေးတဲ့မေးခွန်းပဲဒါအမျိုးသမီးတွေသာဒီလိုမဟုတ်ဘူးအမျိုးသားတွေနဲ့ပတ်သက်လို့လည်းပဲကံကြမ္မာကဘယ်လိုပုံဖော်ထားတယ်ဆိုတာကိုဒီသုတ်တံမှာမြတ်စွာဘုရားဟောထားတယ်ကမ္မဝါဒနဲ့ပတ်သက်တဲ့သုတ်တံတစ်ခုလို့ပြောရမှာပဲအဲ့တော့မြတ်စွာဘုရား